အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကိုမှကြိုက်ရတဲ့ရေမွေးမိန်းကလေးသုံးရေမွေးတစ်မျိုးကိုကျွန်တော်ပြပေးခြင်းပါတယ်ခင်ဗျဒီရေမွေးလေးပါဒီရေမွေးလေးရဲ့နာမည်ကတော့ Latify ရဲ့ The Kingdom Woman လို့ခေါ်ပါတယ်သူ့ရဲ့ဘူးပတ်ကေးချင်းလေးကဒီလိုလာတယ်လက်ဆောင်ပေးလို့လည်းတင့်တော်တယ်ကိုချေးရတဲ့သူတွေကိုလက်ဆောင်ပေးလို့လည်းရတယ်ကိုယ်တိုင်လည်းသုံးလို့ရတယ်နန်းရှူရတာကိုကြိုက်တာနေမဟုတ်ဘဲနဲ့ကိုယ်တိုင်သုံးရတာကိုလည်းကြိုက်နေတဲ့ရေမွေးလေးတစ်မျိုးပါဒီကောင်က Latify The Kingdom Woman ဖြစ်ပါတယ်ဒီရေမွေးလေးရဲ့အနံ့လေးကဘယ်လိုလေးလဲဆိုတော့လုံးဝကိုမှ fruity ဖြစ်တယ်ဘလို့ fruity လေးလဲဆိုတော့ဒီတစ်တော်ဒီအနံ့လေးတစ်တော်ဒီအနံ့လေးကိုမှလုံးဝချွတ်ချိုလေး boundary ဖြစ်တယ်လို့လည်းခံစားရအကုန်လုံးနဲ့ပြည့်စုံတယ်လို့ခံစားရမိန်းကလေးတယောက်မှမရှိမဖြစ်ရှိတဲ့ရေမွေးလို့တော့မှပြောလို့ရတယ်ဒီရေမွေးလေးကလုံးဝကိုမှချစ်စရာလေးကျွန်တော်ကိုယ်တိုင်သုံးရတာဟိုမှကြိုက်နေတဲ့ရေမွေးလေးဖြစ်တယ်ဒီရေမွေးလေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုတော့ကျွန်တော်တို့ GG ရေမွေးဆိုင်မှာDecan 5 ml 10 ml 30 ml 50 ml အထိဝယ်ယူအားပေးနိုင်သလိုပလင်းလိုက်လဲဝယ်ယူအားပေးနိုင်ပါပြီခင်ဗျအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဘိုင်